老慢慢来，对这钱那边就这样，对这钱那边选的真正的，没得吃没得钱不能，这钱那边上有多少？ဇက်ရမင်းသမီးဇက်ဖို့မင်းသမီးကနေဟိုပါပေါ့နော်ဒီချိန်နဲ့နာမည်ကြီးလာတဲ့လာမင်းကဗျာဆိုတဲ့ကလေးမပေါ့နော်ပကံညောင်းဘက်မှာဒါကြည့်ရတာတော့ PDF တွေရဲ့ထုံးစံကအလူတွေတချို့ငှားခိုင်းတယ်ဗျာငှားခိုင်းလို့ရှိရင်ဒါအနီးလေးပါဘာညာဆို PDF တွေမရှိပါဘူးဘာညာဆိုရင်မှအလူရှင်တွေကငှားတဲ့အခါမှာတချင်းတွားဆိုလိုက်တော့အမှလုံကြုံရေးကို PDF တွေကတနက်ကင်ပြီးခက်တီနေပေါ်ဗီဒီယိုတွေလိုပြောရွှင်မှုတော့ကျွန်တော်တို့လုံခြုံရေးယူပေးပါတယ်ဆိုတဲ့အနေထားတစ်ချက်ရှိုးလိုက်တော့အဲ့မှာ line ပေါ်ပြန်လာတယ်ပေါ့ဗျာ PDF တော့တချင်းတွားဆိုတဲ့ပညာဆိုပြီးမှနော်သူကတကယ်လို့ငါတဲ့ဆင်ရလဲယူတွားလဲသွားပြီဆိုတော့ဒီရပြန်PDF တော့မစိုးချင်ဘူးဆိုရင်လည်းအသက်ခံအောင်မယ်လေ PDF တော့မစိုးချင်ဘူးဆိုလည်းအသက်ခံအောင်မယ်ဖမ်းခံအောင်မယ်ဒါဒုက္ခရောက်အောင်မပေါ့ဗျာနော်ဆိုပြန်တော့လဲဒီဘက်နဲ့ရမယ်လွဲ့ဆိုဒီလိုပုံစံဖြစ်နေတာဒါပြောရတော့ဒါ line ပေါ်မှာဟော့သွားလို့ပေါ့ဗျာဘာလို့လဲဆိုတော့ဒီကြောက်ပရောင်းဆိုင်နေမင်းသမီးတွေလူရှင်တော်တွေအငိမ့်နေတော်များများကဒီကြောက်ပရောင်းနယ်မှာဂွေးတိုင်းနဲ့ဦးဇလုံးမကွေးတို့ပကံညောင်းတို့ပဲမှာအများဆုံးသွားဆိုကနေရတာပဲနော်အဲ့ပေါ်မှာတက်ထားတစ်ခုပဲရှိတာပကံညောင်းဘက်မှာအလူတိုင်းကအမြဲတမ်း PDF ကိုဦးဖဲဖုန်းကြီးချက်အရင်ကိုထမင်းသွားပူသွားတာဗျဘုန်းကြီးဒါပကံညောင်းနေရာထဲမှာငတ်တဲ့ဒါ10ရွာလို့ဆိုလဲထုံနီးတူစွာပဲနော်10ရွာလို့ဆိုရင်အသက်ခံရတာတောင်ရှိတယ်10ရွာဆိုရင်ဒါညောင်းနဲ့အနီးလေးငတယောက်နဲ့ငတယောက်ကြော်ရင်10ရွာဘိုးချိုဆိုတာလေကျွန်တော်ကြောင်းမှာတော့တာဖာ3ယောက်တမိုင်းမှာပကံမှာတမိုင်းရှိခဲ့ဘိုးချိုပေးရတော့လူရဲကောင်းနေပေါ့နော်အဲ့ဒီ10ရွာကဘိုးချိုကအဲ့လိုပေါ့ဗျာတွားဆိုတော့ဟုတ်လားဒီနေ့မှာတော့အဲ့လာမင်းကြပြာကိုဒီသူတို့မျိုးနေတဲ့ဌာနဆိုင်ရာကြီးနဲ့အိမ်မှာဖမ်းတာထက်ခေါ်ယူမင်းမြန်းတာပေါ့နော်ခေါ်ယူမင်းမြန်းတယ်ပေါ့နော်ခေါ်ယူမင်းမြန်းခေါ်ရတယ်လို့ဒါဦးဇင်းတို့တရင်နေအရာအတိရှိရပါတယ်ဗျခေါ်သွားတဲ့တရင်နေအရာအတိရှိရပါတယ်ဒါပြောချင်တာကတော့နော်ဒီချိန်မှာတော့စီယုံကြီးတကယ်ကောက်တဲ့လူတွေတကယ်ဖမ်းတဲ့လူတွေကတော့အများကြီးပါပဲเนาะတချင်းဆိုလို့တချင်းတွားဆိုလို့ငှားလို့တွားဖမ်းခါရတယ်ဆိုရင်တော့အစိုးရပုံရင်လည်းကြားတယ်လို့ပဲဦးစင်းကတော့ဒါတုံးတက်ထားပေါ့ဗျာတုံးတက်ထားပေါ့ဘူးမလင်းလင်းပြောရလို့ရှိရင်ဒီလောက်အတိတ်ဖွားတွေကိုဒါကတော့လူကြီးတွေတော့တိမှမဟုတ်ပါဘူးဒါနဲ့အတမတိတော့လည်းအထက်အမိန်ကိုစောင့်နေတယ်ပေါ့เนาะစခန်းကလည်းကောင်းပါလေအေးစစ်စစ်ခေါ်ပါတယ်ခေါ်တော့ဒီမှာအထက်အမိန်ဆွလွတ်ပေးဖို့အထက်အမိန်စောင့်နေရလို့ဦးစင်းတို့လည်းဒါကြားသိရတယ်ပေါ့เนาะကြားသိရတယ်ဘာလို့လဲဆိုတော့ဒီတော်ထဲမှာလူများများစွာတက်လာတဲ့သူတွေတောင်မှအလင်းဝင်လက်ခံနေတာကိုဒီထောက်ဖို့အကြီးစားရေးတောင်မှ90ညရေးဘာရေးတောင်မှနိုင်ငံတော်ကသဘောထားပြေဝဆိုတဲ့တိုင်းပြည်ငြိမ်းချမ်းအေးချမ်းမှုအတွက်ကိုတောက်တော့ဘလုံးစုပ်တာပြောထုံးစံရှိမယ်တာဆိုသမီးစုကိုပြောထုံးစံမရှိဘူးဆိုပြီးမှဖခင်ကောင်ဗီတာစာနဲ့လှစ်ပေးနေနေတာပဲเนาะဒီတော့အတေးဖွားလေးတွေလည်းခွင့်လွှတ်ပေးနေတယ်လို့ဦးစင်းတို့ကတော့တုံးတက်ချင်ဒါတော့ဦးစင်းရဲ့တုံးတက်ချက်ပေါ့เนาะဦးစင်းရဲ့အမြင်တုံးတက်ချက်တရားနဲ့တရားကတော့တုံးတက်ချက်အမြင်ကတော့မတူဘူးပေါ့เนาะမတူဘူးဒါလေးပြောချင်တော့အားလုံးဒါပါပဲဗျ